မင်္ဂလာပါရှင်ကျမတို့ရဲ့ချွေကြလေး channel ကနေပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေဂမ်ဘီယာဇလန်းကောင်းများပရလောကဇလန်းကောင်းများနဲ့တရေသက်စီဇလန်းကောင်းများကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့မှလည်းပရိသတ်တို့နားဆင်ရမယ့်ဇလန်းကောင်းလေးကစာရေးဆရာတတိရေးသားထားတဲ့တန်လက်ဝါမဖဲဝါဆိုတဲ့ပရလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသားကြပါတယ်ဇလန်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like က subscribe လုပ်ပြီးတော့ဘေးနားနူဒီဘဲလေးကိုလည်းအရင်ဆုံးနှိပ်သားပေးပါအောင်ရှင်ဇလန်းလေးကိုခုပဲတင်ဆက်ပေးလိုက်ပါပြီရှင်ကျောက်အနေနဲ့မဖဲဝါကိုပထမဆုံးစသိတာကခုနှစ်တန်းကျောင်းသားတို့ကလေဗျာဟိုကောင်ဘာထေဟားတိုက်တော့တလွဲတချော်ရီဖြစ်လို့မဖဲဝါကိုခေါ်ပြီးအကူကြီးတောင်းရတော့ကပေါ့မဖဲဝါကိုကျုပ်စတင်မြင်တွေ့ခဲ့ရတာအဲ့ဒီတော့ကစပြီးတော့ကျုပ်မဖဲဝါကိုစတင်မြင်တွေ့ခဲ့ရတာပါပဲဒုတိယအကြိမ်မြင်တာကရှစ်တန်းကျောင်းသားနေမှာဗျအဲ့ဒါလဲဘာထစ်ပါပဲဗျဒီကောင်ခေါ်လို့ကျုပ်ပါသွားတာလေကျုပ်ဒီနေရာမှာတခုတော့ပြောရအောင်မေကျုပ်တငယ်ချင်းဘာထစ်ဘလို့စကားထစ်တယ်ဆိုတာကိုတင်းញိုင်းတရားမက်ဖဲဝါမှာကျုပ်ပြောခဲ့ပြီးပြီမို့လားဒီမှာတော့ဘာထစ်ရဲ့ထစ်တဲ့လေးတန်းနဲ့ကျုပ်မပြောတော့ပါဘူးပုံမှန်လေးတန်းနဲ့ပဲတင်ဆက်ပေးတော့မယ်ဒါပေမဲ့ဘာထစ်ကထစ်နဲ့ပြောတယ်ဆိုတာကိုတော့အားလုံးသိပြီးသားပါပဲဗျာဒီကနေ့ကကျောင်းကမိုးစားစင်းတဲ့အချိန်မှာဘာထေကျုပ်စီရောက်လာတယ်ဟဲ့အောင်တာတီမင်းဒီညငါတို့သုံးတန်ကျောင်းမှာလာအိတ်ပါလားကွာဟေးဘာဖြစ်လို့လဲဘာထေရမင်းတို့ကျောင်းမှာအလူရှိလို့လားမဟုတ်ဘူးကွာအလူမဟုတ်ဘူးအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စကြီးကွာဘာထေကဘေးကိုလည်းတစ်ချက်ကြည့်လိုက်သေးတယ်သူများမကြောက်လေးတန်လေးနဲ့ခတ်တူပြောတယ်ကျုပ်ကလည်းဘာထေအမူအရာကိုကြည့်ပြီးတော့နည်းနည်းစိတ်ဝင်စားလာတာပေါ့ပြို့ဟဲ့အောင်ဘာထေမင်းဘာမဟုတ်တာလို့အုံးမလို့လဲကွာငါမလုပ်ပါဘူးကွာလူကြီးတွေလောက်ကြမှာပါကျုပ်အံ့ဩပြီးတော့မေးလိုက်မိတယ်ဘာထေကကျုပ်ကိုမမောင်ကျုပ်ပြီးတော့ကြည့်နေတယ်ဟဲ့အောင်တာတီမင်းသူများတွေပြောတာဆိုတာတွေနည်းနည်းမှမကြဘူးလားဟင်မကြဘူးကွာဘာကိစ္စကိုပြောတာတော့အာဘောတာတီဟာမြို့ထဲမှာလူတွေပြောဆိုတာမင်းမကြဘူးလားကွာအေးငါတကယ်မကြတာပါဘာထေဟာဒီလိုကွာတာတီဟာအခုဒီမြို့ဟာတဖြည်းဖြည်းချဲ့သွားတော့တင်ညာရမြို့လယ်မှာလို့ဖြစ်နေတယ်မလားအေးဟုတ်တယ်ကွာအဲ့ဒါတင်ညာကြီးရွှေ့တော့မှာကွာဟာဟုတ်လားဘလို့ရွှေ့မှာတော့ကွာဘာတဲ့မြို့အနောက်ဘက်ကကညင်ပေကြီးနှစ်ပင်ရှိတဲ့ကုန်းကိုတဲ့ကွာအဲ့ဒီမှာဇရက်တောင်စောက်ထားပြီးပြီတဲ့ကွာအော်သိပြီကညင်ပေအမြင့်ကြီးတွေရှိတဲ့ကုန်းပေါ့တော်တော်ကျဲတာပဲဘာတဲ့အေးအဲ့ဒါဒီညပြောင်းမှာကွာအေးဒီညပြောင်းမှာဘလို့တော့ဘာတဲ့တင်ညာပြောင်းတာကဘာတွေတဲစရာရှိလို့တော့ကွာကျုပ်စကားကိုကြားတော့ဘာထေကျုပ်ကိုစိတ်မရှိတဲ့ပုံလေးနဲ့ကြိတ်လိုက်တယ်ဗျဟဲ့အောင်တာတီတင်းញိုင်းပြောင်းနေဆိုတာအဲ့ဒီတင်းញိုင်းတွေကနာနာဘဝတွေကိုနေရာတစ်ကိုအရင်ပြောင်းပေးတာကွအဲ့ဒါပြီးမှတခြားနေရာတစ်မှာစပြီးတချို့ရတာအော်တီလို့လားအဲ့ဒါဒီညပြောင်းမှလားအေးဟုတ်တယ်အဲ့ဒါကြောင့်မင်းကိုငါတို့เจ้าမှာလာအိပ်ပြီးတော့ကြည့်ခိုင်းတာကွာဒါမျိုးဆိုတာအင်မတန်မှကြုံရခဲ့တာကြုံတုံလာကြည့်ပါလားကွာအေးကွာဘာထေငါတော်တော်စိတ်ဝင်စားသွားပြီဒီလိုလုပ်မယ်ကွာငါကြောင်းစင်ရင်အိမ်ပြန်မယ်ပြီးရင်ငါဘာကြီးကိုပြော့ပြီးတော့ငါစပိန်နဲ့လာခက်မယ်ဟာတတရလေမင်းဘာကြီးကိုတွားပြော့လို့တော့ဘယ်လွတ်ပါမလဲကွာဘာတိကကျုပ်ကိုအာရန်ခေါ်ဆိုတဲ့အကျိတ်နဲ့ကြည့်ပြီးတော့ပြောတယ်ဘာတိရငါအဲ့ဒီလောက်တော့မအပါဘူးကွာတငယ်ချင်းတယောက်အိမ်မှာတင်ချာတွက်မယ်အဲ့ဒီတငယ်ချင်းအိမ်မှာပဲအိမ်မယ်လို့ပြောရမှာပေါ့ကွာလွတ်ပါတယ်ကွာငါအဆင်ပြေအောင်ပြောပြီးလာခဲ့ပါမယ်ကွာအေးဒါဆိုလဲပြီးရောကွာမင်းဆက်လာခဲ့မယ်နော်ငါစောင့်နေမယ်ကွာအေးစိတ်ချကျောင်းဆင်းလုံးအိမ်ပြန်ရောက်တော့ရေမိုးချိုးပြီးညစာစားကြတယ်ကျုပ်ပါကြီးကလူပြိုကြီးဆိုပေမဲ့ဟင်းချက်ကလွတ်ကောင်းတယ်ဗျအဲ့ဒီညကပါကြီးချက်တဲ့ဝက်တနီချက်ကလည်းကောင်းတယ်ဗျသမင်းစားရင်ပဲပါကြီးကိုကျုပ်ခွင့်တောင်းလိုက်တယ်ပါကြီးကလည်းကျုပ်ကိုသွားခွင့်ပြုပါတယ်ညမိုးချုပ်ကလေးရောက်တော့ကျုပ်စပိန်လေးနဲ့နင်းပြီးတော့ဘားတစ်နေတဲ့သုံးတန်ကျောင်းကိုထပ်လာခဲ့လိုက်တယ်ဘားတစ်အကျောင်းကိုသိချင်ရင်တော့တင်းញိုင်းတရားမက်ဖဲဝါမှာဖက်ကြည့်ပါအောင်ပြုသုံးတဲ့ကျောင်းကိုရောက်တော့မိုးတောင်ချုပ်နေပြီကျောင်းအဝင်နှစ်လန်းအဝကနေဘာတစ်ကကျုပ်လာမဲ့လန်းကိုမျောနေတာဗျမင်းလာပါမလားလို့ကွာဟာဘာတစ်ကလည်းတာတီပါကွာတာတီဆိုတဲ့ကောင်ကဒါမျိုးကိုဘယ်မှာလက်လွတ်ခံပါမလဲကွာအေးလာမင်းစပိန်ကိုတွန်းခဲ့ဟိုအုတ်လီကားမှာတောက်ခတ်ထားလိုက်ကွာကျုပ်ကလည်းဘာတစ်ပြောတဲ့အတိုင်းပါကြီးစီကငှားလာတဲ့ရက်စပိန်ကလေးကိုတွန်းလာပြီးတော့ကျောင်းပေါ်တက်တဲ့အုတ်ကုံဘေးနားမှာအသာကပ်ပြီးတော့စပိန်ကိုတွက်ခတ်ထားလိုက်တယ်ပြီးတော့ဘာတစ်ထိုင်နေတဲ့
နတ်လန်းဖေကအုတ်ထန်ကုန်းမှာဝင်ထိုင်လိုက်တယ်ဘယ်လိုလဲကွာဗတ်ထေရဲ့ဘာတွေလောက်ကြပြီလဲမလောက်ကြသေးဘူးကွာတင်ချိုင်းစရဲ့ပေါ်မှာတော့ကြော်ပွဲတွေပြင်ထားပြီကွာကြော်ပွဲတွေကဘာအတွက်လောက်ရတာတော့ကွာဟာတတရလေမြို့တစ်မြို့ရဲ့အတိကရတင်ချိုင်းတစ်ခုနေရာရွှေ့တာလွယ်လွယ်လို့ဘေးရပါမလဲကွာမြို့တော်ရှင်နေတော်ရှင်တွေကိုကြော်ပွဲပြီးအတိပေးရတာပေါ့ကွာပြီးတော့မက်ဖွဲဝါအတွက်ပွဲကိုတော့ဟိုတစ်ပင်ကြီးအောင်မှာစပွဲနဲ့တေးသေးချာချာပြင်ထားတယ်ပြီးတော့မက်ဖွဲဝါကိုစားပွဲတောက်ပွဲတွေလည်းကြကြနေတာပေးထားတာကွာငါစောစောကတစ်ခေါက်သွားကြည့်ပြီဘာထက်နဲ့ကျုပ်ကအုတ်ခုံလေးပတ်မှထမ်းပြီးစကားပြောနေလိုက်ကြတာအချိန်တွေကုန်မဲတော့မသိလိုက်ဘူးည9 နာရီတောင်ထိုးသွားပြီဟောကားတန်လေးကွာလာနေကြပြီထင်တယ်ဘာထက်ပြောလို့ကျုပ်နားထောင်ကြည့်တယ်ဟုတ်ပါတယ်ဗျို့ကားတန်တွေကြားရတယ်ဒီတင်းချိုင်းဘက်ကိုမောင်းလာတဲ့တန်ပဲဟဲ့အောင်ဘာထက်နွားလဲတွေလည်းပါဝင်နေထင်တယ်ကွာငါနွားကလောက်တန်နေကြားရတယ်ဘာထက်ကလည်းနားကလေးဆွင့်ပြီးတော့ခေါင်းငိမ့်နေဗျဟုတ်တယ်တာတီရေနွားလဲတွေပါပုံရတယ်ကွာကျုပ်တို့လည်းထိုင်နေရကထလိုက်ပြီးကျောင်းချစ်ကိုထက်လာခဲ့တယ်ကျောင်းပေါ်ကဥပစင်းတွေရောတခြားကျောင်းသားတွေပါဆင်းလာကြပြီဗျကျုပ်နဲ့ဘာထက်လည်းကျောင်းထဲကနေအပြင်ကိုထက်လာခဲ့ကြတယ်ဗျဟဲ့ကောင်လေးဘာထက်တင်းချိုင်းနဲ့အထိတော့မကြည့်နဲ့ခက်ဝေးပဲကြည့်ကြလားကွာဥပစင်းကြီးတစ်ပါးကဘာထက်ကိုလမ်းပြောတယ်ဘာထက်ရဲ့နာမည်ရင်းကဘာချစ်လေးဗျဒီကောင်စကားထက်လို့ကျုပ်တို့ကဘာထက်လို့ခေါ်ကြတာဗျတင်မဖေဟာဘာထက်ကဥပစင်းကြီးကိုလက်အုပ်ကလေးချိပြီးပြန်လျှောက်လိုက်တယ်ပြီးတော့မှကျုပ်ဘက်ကိုလဲပြီးလာတာဒီငါညနေကလေးကနေရာကောင်းကောင်းရွေးပြီးသားကွာတစ်ပင်ကြီးရဲ့တောင်ဘက်ကလဲဝင်မင်းကြီးဦးလွင်ဆိုတဲ့အဖိုးကြီးရဲ့အုတ်ကူကြီးစီကအုတ်ကူကြီးကအကြည့်ကြီးကွာဘေးမှာလဲတစ်ပင်တွေပေါက်နေတော့မောင်ရည်လဲကြားတယ်တို့တော်ရုံမြင်မှာမဟုတ်ဘူးကွာလာဇရက်အရှိဘက်ကကြွေသွားကြမယ်လူကတော့မမြင်ဘူးပေါ့ဗတ်ထေတရေကတော့ငါတို့ကိုမြင်မှာပေါ့ကွာကျုပ်ကကြော်ရဲစက်သိန်းတွေဖြန်းကနေထသွားတာနဲ့ပြောလိုက်တယ်မကြောက်ပါနဲ့ကွာငါတရားလုံးရှိပါတယ်ကွာဗတ်ထေကကျုပ်ကိုအားပေးလိုက်တယ်ဗျအောင်မမင်းကရောဘာမို့လို့တော့ဟာတတီမင်းမေ့သွားပြီလားငါကမဖဲဝါကြီးနဲ့တိတယ်လေကွာအေးဟုတ်သားပဲတို့တရေတွေတခုခုလှုပ်ရင်မဖဲဝါကြီးကကြည့်နေမှာမဟုတ်ပါဘူးဒီတော့မှကျုပ်စိတ်ထဲမှာနည်းနည်းအေးသွားတယ်ဗျကျုပ်နဲ့ဗတ်ထေဘီးဆက်ဒေါကလေးအကွယ်ကနေဇရက်ကိုပတ်ပြီးလာခဲ့တယ်ညာရပင်ကလေးတွေကျိုးတို့ကျတဲ့ပေါက်နေတဲ့နားကိုရောက်တော့ဗတ်ထေကပြောတယ်ဟိုရှိရကူကိုပြောတာကွာမကြီးပင်နဲ့အောင်မှာတွေ့လားလာငါတို့အဲ့ဒီကိုသွားမယ်ဟုတ်သားပဲဗျတော်တော်ကြီးတာဗတ်ထေကအရင်ခုန်တက်တယ်ကျုပ်ကသူ့နောက်ကတက်တယ်ဗျဒေးဗစ်အုပ်ကလေးတွေရဲ့အရှိအောင်မှာကျုပ်တို့ကိုတော်ရုံလူမြင်မှာမဟုတ်ပါဘူးဗျကောင်းကွင်မှာလာကွေးလေးပဲရှိတာဆိုတော့တင်းကြိုင်တစ်ခုလုံးမှုံကလေးပဲဗျဒေးဗစ်ကြီးအောက်ကိုဗတ်ထေကလက်ညှိုးထုတ်ပြတယ်ဟုတ်ပါဗျာစပွဲကြီးတစ်လုံးချထားပြီးတော့ကြော့ပွဲတစ်လုံးပြင်ထားတယ်ဗျပြီးတော့စလုံးလေးပကန်းလေးနဲ့စားပွဲတောက်ပွဲကြီးခင်းထားလို့ဗျဒါမဲ့ဖွဲပါအတွက်လားကွာအေးဟုတ်တယ်တာတီတင်းကြိုင်ရွှေ့တဲ့ကိစ္စသူမပါလို့မရဘူးလေကွာသူ့ရဲ့တစီတရေတွေကိုသူအမိတ်ပေးမှပြောင်းကြရမှာကွာဟာဟုတ်လားကွာဗတ်ထေရလာပြီကွာတာတီရကားတွေဝင်လာပြီတစီးနှစ်စီးသုံးစီးလော်ရီကား3စီးကွာဟာလဲရီကတော့အများကြီးပဲကွာပြည့်နဲ့3လေးဗတ်ထေကလဲရီကိုလိုက်ရည်နေတယ်ဟာဆက်နဲ့စီးကွာတာတီရဟောကားပေါ်ကလူတွေဆင်းလာပြီဖြုတ်စစ်ဘိုလ်တွေလည်းပါတယ်ဗျဟောဒီလူစုဘယ်သွားတာပါလိမ့်ဟာမဖွဲဝါရဲ့စပက်ကိုသွားတာဗျဟောလူစုတွေကတယောက်ကရှေ့ကိုထွက်လာပြီဗျအောင်မဒီလူကြီးကိုကြည့်ရတာရောင်ထုတ်ကြည့်နေနှခေါ်မွေကားကားကြည့်နေဗျဧကန်နာတော့ဒီလူကြီးကအထက်လန်းစရာတယောက်ထင်နေဗတ်ထေရွေးထားတဲ့နေရာကတော်တော်ကိုကောင်းတာဗျဂူရှိမှာမကြီးကန်းတွေညွတ်ကြနေုံများမကအောင်ဘီးဆက်ပင်အရှိကြီးတွေကထိုးထိုးထောင်ထောင်ထွက်နေလို့ဂူကိုကွယ်နေတာဗျကျုပ်တို့ကိုမြင်ဖို့မလွယ်ဘူးကျုပ်နဲ့ဗတ်ထေလည်းလာရောင်မှုံဝေါင်းမလေးအောက်ကမြင်ကွင်းကိုအားဆိုင်ပြီးကြည့်နေကြတာဗျဟောဆရာကြီးကတခုခုပြောတော့မယ်ဗျချောင်းတွေဘာတွေဟန့်ပြီးလဲချောင်းရှင်းနေပြီမဖဲဝါကွင်းပိုင်ကြီးရဲ့နမမဖဲဝါတင်းချိုင်းဆောင်ကိုအပိုင်စားရထားပါတယ်မဖဲဝါတင်းချိုင်းမြေကိုမိတွယ်နေထိုင်ကြတဲ့တရေသက်စီဖုတ်ပိတ်စာဘလူးမြေဖုတ်တို့ရဲ့အရှိမမဖဲဝါရောက်လျာအရက်ကဒီတင်းချိုင်းမြေကိုအမြန်ဆုံးကြခဲ့ပါမြို့တော်ရှင်နေတော်ရှင်တို့ရဲ့ခွင့်ပြုချက်အရကျွန်တော်အထက်ဆရာမောင်မြို့သားမှာဖိတ်ခေါ်ပါတယ်ဗျာအမြန်သာကြခဲ့ပါတင်းချိုင်းရှင်မဖဲဝါခင်ဗျာလောင်တဆောင်နဲ့အထက်ဆရာမောင်မြို့သားရဲ့အတန်ဝါချင်းနဲ့ဖိတ်ခေါ်တဲ့ကတင်းချိုင်းမြေတစ်ခုလုံးကိုလွှမ်းခြုံနေတာဗျဒီဆရာကြီးရဲ့အတန်ကြီးကခြောက်ချားစရာစစ်ဘိုရီရောအရက်သားလူတွေပါအတာရက်ပြီးတော့ငြိမ်နေကြတာဗျခဏနေတော့ဗတ်ထေကကျုပ်ကိုလက်ကုပ်ပြီးတော့ပြော့တယ်ဗျဟ
ဟဲ့အောင်တာဒီမင်းအနမ်းကြလားဟောဘာနဲ့လဲကွာဘာထေရစိမ့်ရွှေရွှေအနမ်းကြီးလေကွာဘာထေကနှာခေါင်းပါစီပါစီလုပ်ပြီးကျုပ်ကိုပြောတယ်ဗျကျုပ်လည်းသူ့လိုပဲနှာခေါင်းလေးပါစီပါစီလုပ်ပြီးအနမ်းခံကြည့်လိုက်ပါတယ်ဟာဟုတ်တယ်ကွာဘာထေစိမ့်ရွှေရွှေအနမ်းကြီးကွာအေးအဲ့ဒါမဖွဲပါလားခန့်နေအနမ်းတိုးပေးလိုက်တာကွာအဲ့ဒီအနမ်းကြီးရရင်တင်ချိုင်းနေရတရေတဲ့ဆယ်တွေတုတ်တောင်မလုပ်ရဲတော့ဘူးကွာတာတေးရဟင်ဟုတ်လားဘာထေမင်းဘယ်လိုလုပ်ပြီးတိတာတော့ဒါတွေမမင်းနဲ့တာတေးငါတိလို့ပြောတာကျုပ်လည်းဘာထေကိုဘာမှမပြောတော့ဘူးဗျတင်ချိုင်းရှင်မဖဲပါကြလာပြီဆိုရင်မဖဲပါအတွက်ပေးထားတဲ့စားပွဲတောက်ပွဲကိုသဘောရှိစားပါတောက်ပါမဖဲပါဟောအထက်ဆရာကြီးလဲကျုပ်တို့ရတဲ့ရနံ့ကိုရသွားတယ်ထင်တယ်ဗျမဖဲပါရောက်တော့မှကိုတူတိသွားတဲ့ပုံမင်းဟာမဖဲပါကြီးရောက်လာပြီတာတေးဇပွဲတွေကိုစိုက်ကြည့်နေတာကွာကျုပ်ဖြင့်စက်သိန်းကြီးထားလိုက်တာဗျာဟဲ့အောင်ပါထေမင်းမြင်နေရလို့လားဟုတ်တယ်တာတေးငါမြင်ရတယ်ငါကမဖဲပါနဲ့မကောက်တခြားသစီတရေတွေအားလုံးကိုပါမြင်ရတာဟေးမင်းတကယ်ပြောတာလားမင်းအချင်းတော့ငါ့ကိုပြောမပြခဲ့ဘူးပါကွာဒီအကြောင်းတွေကိုဘယ်သူမှမပြောရဘူးလို့ဘာဖုံးကပြောထားလို့ကွာဘာဖုံးဆိုတာမင်းရဲ့ဆရာတော်လားမဟုတ်ဘူးတာတေးငါရဲ့ဘာဖုံးကပြက်လွန်တော်မူသွားပြီအဲ့ဒါကြောင့်ငါ့ကိုသူမပြန်ခင်မှာဒီဆရာတော်စီပို့ပေးသွားတာကွာအော်ဒါနဲ့မင်းကသစီတရေတွေကိုမွေးကလေးကမြင်ရတာလားကွာကျုပ်ကအရန်စိတ်ဝင်စားပြီးဘာတစ်ကိုမေးလိုက်တယ်ဘာတစ်ကကောင်းခါပြတယ်ဗျဘယ်ဟုတ်ပါမလဲတာတေးရမွေးကလေးကမြင်တာမဟုတ်ဘူးဘာဖုံးမပြန်ခင်မှာငါ့ကိုစေးပေါက်ပေးခဲ့တာကွာအဲ့ဒီမှာရင်စေးရောက်သွားတယ်လို့ဘာဖုံးကပြောတာပဲတဖြည်းဖြည်းနဲ့နာနာဘဝကိုငါမြင်လာရတာစေးပေါက်တယ်ဆိုတာဘာလို့တာတော့ကွာဟဲ့အောင်ရလူကြီးတွေပေါင်မှာထိုးခွင်းထိုးတာမင်းပြင်ဘူးတယ်မလားကြေးစုံနဲ့ထိုးတာလေအေးမြင်ဘူးတယ်ကွာအဲ့ဒီလိုကြေးစုံနဲ့စေးပေါက်တာကိုပြောတာကွာဟောဒီမျက်ခွန်းနဲ့မျက်ခမ်းလေးတွေမှာပေါက်ရတဲ့စိတ်ရစွမ်းသွားတာကွာအဲ့ဒါကြောင့်ငါဒါတွေမြင်ရတာဟောမင်းအဲ့ဒါတွေမြင်နေရတော့မကြောက်ဘူးလားကွာငင်္ဂါစာတော့ကတော့ကြောက်တာပေါ့ကွာနောက်တော့လေရိုးသွားတော့ပေါ့ကွာဒီအကြောင်းကိုငါခုမှသိတာမင်းကလည်းအင်မတန်ပါဆက်လုံးနဲ့ကောင်းမယ်ကွာအခုတော့မင်းကိုငါလုပ်ပေးစရာရှိလို့ဒီအကြောင်းပြောပြတာကွာဟေးငါ့ကိုဘာလုပ်ပေးမှာတော့မင်းငါမြင်တယ်လို့မြင်ကြည့်ချင်တာကြောက်သလားကွာဟေးအဲ့ဒီလိုလုပ်ပေးလို့ရလို့လားဘာထက်ငါမေးတာမင်းဖြစ်လေတာကြီးရမင်းကြည့်ချင်သလားလို့ဟာကြည့်ချင်တာပေါ့ကွာငါမကြောက်ပါဘူးကြည့်ချင်တာပေါ့အေးကောင်းပြီမင်းလက်ဖွားနဲ့ငါလက်ဖွားနဲ့ကပ်ပြီးတော့ဆုပ်လိုက်အေးဟုတ်ပြီမင်းမျက်စိခဏမိတ်ထားကျုပ်ကလည်းထူးဆန်းတာမှန်သမျှတိတ်စမ်းတတ်ချင်တာဆိုတော့ဘာထိတ်ခန်းတဲ့အတိုင်းလှုပ်လိုက်တာပေါ့ဗျာစေးဆောင်ကြီးကျုပ်မြင်တယ်လို့ကျုပ်တငယ်ချင်းတာတေကမြင်ချင်လို့တဲ့သူ့ကိုဒီတညမြင်အောင်ကျုပ်စီရစီတူးပေးလိုက်ပါဗျာကျုပ်တကူလုံးပူကနေဖြစ်သွားတယ်ဗျပြီးတော့မျက်လုံးတွေကလည်းလှုပ်ကနေဖြစ်သွားတယ်ကျုပ်တစ်ခေါင်းထဲမှာအနက်တင်းတင်းလေးမှု့ရသွားတယ်ကရိုးနဲ့လိုပဲဗျမှု့လာတာတေအေးမှု့တယ်ကွာကဲဒါဆိုရင်ရပြီမင်းမျက်စိကိုဖြည်းဖြည်းချင်းဖွင့်မင်းမကြောက်နဲ့နော်ငါလက်ကိုလည်းစုပ်ထားမဖြုတ်လိုက်နဲ့အေးပါကွာငါမကြောက်ပါဘူးဘာထက်ရကျုပ်ကမျက်စိကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်ကြည့်ကြည့်ဟိုလူကြီးတွေဘက်ကိုလှည့်ကြည့်လိုက်ကွာဘာထက်ပြောတဲ့အတိုင်းကျုပ်ကြည့်လိုက်တယ်ဟာဘာထက်ဟိုမှာစားတော့နေတာမဖဲဝါကြီးလားကွာအေးလေအဲ့ဒါမဖဲဝါကြီးပေါ့ကွာမင်းကြောက်လားဟာမကြောက်ပါဘူးကွာမဖဲဝါအရက်ရှိကြီးဗျကျုပ်စိတ်ထင်10ပေလောက်ရှိမယ်ထင်တာပဲဗျာဇပင်ကဖားလာကြီးချထားတာဗျရှေ့ခေတ်ကအဝယ်စားမျိုးဝစ်ထားတာဗျခထောင်အင်းကြီးဗျထမရထိုင်မသိမ်းထမင်းမျက်လုံးနေကြီးတွေနဲ့လူတွေကိုလိုက်ကြည့်ရင်ထမင်းတွေဟင်းတွေကိုစားနေတာဗျအထက်ဆရာကြီးဦးမြို့သားကလည်းအကင်းတော့ပါတာဗျမဖဲဝါကိုသူမမြင်ရပေမဲ့ထမင်းနဲ့ဟင်းတွေရော့သွားတာကိုတတိထားမိပြီးသူ့ဘေးကစစ်ဗိုလ်ကြီးကိုလက်တို့ပြီးအချက်ပေးနေတယ်ဗျဟောစစ်ဗိုလ်ကြီးကလည်းစာရွက်တရွက်ကိုကြပြာကြရာဖြန့်ပြီးအတန်ကြက်ကြက်နဲ့ဖတ်တယ်ဗျမဖဲဝါကြီးကတော့စားရင်တောက်ရင်နားထောင်နေတယ်ဗျတင်းညိုင်ဆောင်မဖဲဝါသိစေရန်နိုင်ငံတော်ရဲ့ရေတုလေတုမြေတုအားလုံးကိုပိုင်ဆိုင်တဲ့အစိုးရမင်းကနေဒီအမိန့်ကိုပြန်နှန်းထုတ်လိုက်တယ်ဒီတင်းချိုင်းမြေဟာတဖြည်းဖြည်းကျယ်ပြန့်လာတဲ့မြို့ရဲ့အလယ်မှာရောက်ရှိနေတာကြောင့်တင်းချိုင်းမြေရှိတဲ့နဲ့မြို့စုံရွာစုံကိုပြောင်းရွှေ့ရမှာဖြစ်တယ်အဲဒါကြောင့်ဒီတင်းချိုင်းမြေမှာမိတင်းနေထိုင်ကြတဲ့တရေသက်စီမိတ်တာမြေဖုတ်ဘလူးစပြီးတော့နာနာဘဝအားလုံးအခုချက်ချင်းတင်းချိုင်းမြေရဲ့တင့်နေရာကိုပြောင်းရွှေ့နေထိုင်ကြစေအစိုးရမင်းရဲ့တစ်ချက်လို့အမိန့်တော်နာနာဘဝများအားလုံးတကောင်မကြံပြောင်းရွှေ့စေဖို့တင်းညိုင်ဆောင်မဖဲဝါကတ
တာဝန်ယူရမယ်အမိန့်တော်စစ်ဖို့ကြီးရဲ့အောင်မြင်တဲ့အတန်နဲ့အမိန့်ပြန်တဲ့တို့ဖတ်လိုက်ပြီးတဲ့နောက်အထက်ဆရာဦးမျိုးသားကပြန်ပြောတယ်ဗျတင်ရရှင်မမဖဲပါကျုပ်တို့ကိုအကူအညီပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စားပါတောက်ပါမဖဲပါအားလုံးအားရပါရစားပါဗျာကဲဘိုးကြီးတို့ကားတွေခေါင်းလဲထားကြနွားလဲတွေရောပေါ့ဆရာဦးမျိုးသားကတတိပေးလိုက်တော့စစ်ဖို့တယောက်နဲ့အရက်ဝိလူကြီး၃ယောက်ကားတွေနဲ့နွားလဲတွေကိုခေါင်းလဲဖို့ပြောကြဆိုကြကားဆန်နှိုးကြနဲ့တင်းတိုင်းထဲမှာဆူဆူညံ့ညံ့နေဖြစ်လာရောပြုတ်ဟောမက်ဖဲဝါကြီးကစားတော့ပြီးရေတောက်တယ်ပြီးတော့လက်တွေဘာတွေစေးလို့ဗျဟာစပွဲပေါ်မှာထွန်းထားတဲ့ဖျောင်းနိုင်ကမီးတောက်တွေအမြင့်ကြီးထတောက်ပြီးပြုတ်မက်ဖဲဝါကသပင်ဖားရခြင်းနဲ့ကောင်းကိုမော်ပြီးဘာတွေပြောနေတယ်မသိဘူးဗျဆရာဦးမျိုးသားကတော့တော်တော်ကိုအကင်းပါတဲ့သူဗျအခြေအနေကိုသူ့အကဲခတ်တယ်ဖျောင်းတိုင်းမီးတောက်တွေအမြင့်ကြီးထတောက်တာတွေ့ကြတဲ့ကသူ့လူတွေကိုခေါ်ပြီးအုပ်စရဲ့ကလေးဘက်ကိုထွက်သွားရောပြုတ်အိုးထွက်သွားလိုက်ကြတာနည်းနည်းတော့မှမဟုတ်ပဲဒီတင်းချိုင်းမှာတစီတရေတွေဒီလောက်များလိမ့်မယ်လို့ကျုပ်တခါမှမတွေးမိပါဘူးဗျာဟဲ့အောင်တချီတွေ့လားအများကြီးပဲကွာအေးလေငါအဲ့ဒါကိုအံ့ဩနေတာကွာဟာဟိုကောင်ကခေါင်းကြီးအကြီးကြီးပါလားကွာဟာဟိုတကောင်ကနေရွက်ကြီးကြီးကြီးပဲဟာပါထရအေးဟုတ်တယ်မင်းကြည့်နေရှာကြီးအရှိကြီးနဲ့ပါဆက်ပြဲပြဲကြီးကောင်ရှိတယ်ကွာလာလိုက်မယ်ဟင်ဟုတ်လားပါထမင်းတွေ့ဘူးတာပေါ့ဟုတ်လားအေးငါအဲ့ဒီကောင်ကိုခဏတွေ့ဘူးတယ်ကွာသူ့ရှာအရှိကြီးဆိုတော့လိတ်တောင်ထားရတာကွာကျုပ်ဖြစ်စက်သိန်းတွေထလိုက်တာဗျာတဖြန်းဖြစ်နေတော့တာပဲအားလုံးဆိုရင်200လောက်ရှိမယ်ထင်တယ်ကွာဘာထက်ရငါစိတ်ထင်တော့မကဘူးထင်တယ်ကွာကြော်လိုက်မယ်ထင်တယ်ဟာကြည်စမ်းတာဒီမဖဲဝါကြီးဒေါသဖြစ်နေတဲ့ပုံကွာဘာလို့မကျင်တတ်တယ်မသိဘူးတစီတရေဖုတ်ပိတ်တာ200ကျော်လောက်မဖဲဝါရှိရကွက်မှာအားလုံးငုတ်တုတ်လေးတွေထိုင်နေကြတယ်ဗျနှလုံးကြီးညီညီတွေနဲ့ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေကြတာဗျမဖဲဝါကြီးကတော့တကောင်ချင်းလိုက်ကြည့်နေတယ်တော့ဝူတအီးနဲ့အတန်ဟိထပ်ပေါ်လာပြီဟာမဖဲဝါအော်လိုက်တဲ့အတန်ကြီးကတကယ်ကိုကြောက်စရာကြီးပါဗျာဟိုအကောင်နဲ့ငင်ကြသွားရောပြုတ်တကောင်မကိုမလို့ရဲတော့ဘူးမဖဲဝါကသူ့ကောင်းကိုတဟားခါရမ်းလိုက်တယ်ဗျရပင်ဖားရကြီးကဘေးကိုဝှေ့ကနေဝိုက်ကနေလွင့်သွားတာပေါ့ဗျာခေါင်းကြီးအပေါ်မော့ပြီးတော့အော်လိုက်တာကျုပ်ဖြစ်နားကွဲမတက်ပါပဲဗျာဘာချစ်ကိုကြည့်လိုက်တော့အေးစစ်စစ်ပဲဗျမဖဲဝါကိုကြည့်နေတယ်ဟာအကောင်ကြီးတွေပြိုးနဲတာကြီးတွေမဟုတ်ဘူးဘယ်ဟာလျှောက်လာတယ်မသိဘူးဗျာဘွားကနေပေါ်လာတာ400ဟုတ်ဗျလက်ထဲမှာတင်းပုတ်ကြီးတွေကင်တဲ့သူကကင်ပြီးစူးလက်ကြီးတွေကင်တဲ့သူကကင်ထားတယ်တဝူးတအီးနဲ့အော်တန်တွေလည်းထွက်နေတယ်မဖဲဝါကဘာပြောလိုက်တယ်လဲတော့မသိဘူးဗျဟိုကောင်ကြီးလေးကောင်တင်းရိုက်တဲ့ကိုဝင်သွားတော့တာပဲခဏနေတော့အဲ့ဒီအတန်တွေထွက်ပေါ်လာပြန်တယ်တင်းချိုင်းတွေကထွက်လာတော့တာပဲဗျာမဖဲဝါကားကြီးတောက်ပြီးအတန်တွေကိုနားထောင်နေတယ်ဗျဟောလာပြီဗျို့လာပြီလက်ဆက်တက်တော့တင်းချိုင်းပြောင်းတော့ကိုမကျင်တတ်တဲ့ကောင်တွေကထွက်မလာပဲပေးနေတာကိုကွတပုံးမုတ်တအေးနဲ့ဟာခုနရောက်လာတဲ့တင်းဖို့နဲ့ကောင်ကြီးတကောင်ကခေါ်ထုတ်လာတာဗျို့ဟာဘာတေဒါမင်းပြောတဲ့ရှာလေးကောင်ကြီးမဟုတ်ဘူးလားကွအေးဟုတ်တယ်ကွတာတေအဲ့ဒီကောင်ရှာကြီးဖြန့်ချလိုက်ပြီကွဟာဟုတ်တာပဲကွာရှာကြီးကမြေကြီးနားတော့ရောက်တာပဲကြောက်စရာကြီးပါလားကွာခေါ်သွားပြီဗျို့တင်းပုံနဲ့ကောင်ကတင်းပုံနဲ့တပုတ်ပုတ်နဲ့ထုပြီးမဖွဲဝါရှိကိုခေါ်သွားတာဗျမဖဲဝါကြီးကရှာလက်ကြီးကိုနှလုံးနေကြီးတွေနဲ့စိုက်ကြည့်နေတာဟောမဖဲဝါလက်တစ်ဖက်အပေါ်ကိုမြောက်တက်သွားပြီဗျို့ဟာရိုက်ပြီရှာလေကြီးနဲ့ကြောကုန်းကိုပုံခနဲမိအောင်ရိုက်ချလိုက်တာဗျာမဖဲဝါရှိမှဒူးမထောက်ပဲတောင်းတောင်းကြီးလုံနေတဲ့ရှာလေကြီးတော့အာခနဲ့អော်ပြီးဒူးကြီးထောက်ချသွားတယ်ဗျို့ပြင်းလိုက်တဲ့ရိုက်ချက်ကွာတန်လာဝါကြီးနဲ့ဆက်လက်သလားတောင်ထင်ရတယ်ဘာထစ်ရဟုတ်ပါကွာရှာလေကြီးဆိုတာတက်ချက်တဲ့ဒူးတုတ်တက်သွားတော့တာပဲဟာဟိုမှာနောက်တကောင်ပေါ်လာပြန်ပြီကွာဘာထစ်ပြောတော့မှကျုပ်ကြပြကြရလှမ်းကြည့်တယ်ဗျဟာတကိုယ်လုံးမဲနဲ့နေတဲ့အကောင်ကြီးပြို့အရက်ကြီးကလည်းအမြင့်ကြီးပဲဗျမဖဲဝါရှိကိုရောက်တာတော့ဒီမဲနေတဲ့ကောင်ကဒူးမထောက်သေးဘူးဗျမဖဲဝါကိုစူးစူးကြီးကြည့်နေတဲ့ပြို့တအားတူးနဲ့လေဟာဒီကောင်ကြီးကဒူးမထောက်တဲ့ပြင်မဖဲဝါကိုခံတော့អော်လိုက်သေးတယ်ဗျဟာမြန်လိုက်တဲ့ရိုက်ချက်တကယ်တန်လဝါကြီးပါပဲဗျာမဲနဲ့ကြီးကောင်ကတော့မဖဲဝါရှိမှာဒူးထောက်ရဲ့ညင်ကြသွားပြီပြို့မဖဲဝါခါကြီးတောက်ပြီးတင်းချိုင်းတဲ့ကိုလှမ်းကြည့်နေတာဗျ
ဟောလာပြန်ပြီဟဲ့ဒီတခါတော့သမင်အရှိကြီးနဲ့ကွာတာတရဘာကောင်လဲတော့မသိဘူးကွာဟာဒီကောင်ကြီးကိုငါပြင်ဖူးတယ်ကွာနေရွက်အကြီးကြီးနေကွာဟာဟုတ်သားပဲကွာသမင်ရှိကြီးအောက်မှာနေရွက်ကြီးကွာဟာကြာဖက်ကြီးတရွက်လောက်တောင်ရှိတယ်ကွာဟာမျက်လုံးကြီးတွေကလည်းပြူးကျက်နေတာပဲဟဲ့ကြောက်စရာကောင်းမှလားဘာတရအေးဟုတ်တယ်ဒီကောင်ကြီးကတော်တော်ကိုကြမ်းနေပုံပဲကွာဒီတင်းကြိုင်းမှာငါသူ့ကိုကြောက်ဆုံးမယ်ကွာဒါဆိုမင်းဒီတရေတွေကိုအရှင်ကလေးကတွေ့ဘူးတာပေါ့ဘာတဟုတ်လားဩတွေ့ပါတယ်ဆိုတာတရအခုမင်းတို့တော့အမြင်ကူးပေးထားလို့မင်းပါမြင်နေရတယ်မလားအေးဒါပေမဲ့မင်းငါ့ကိုကင်ထားတဲ့လက်လွတ်လိုက်တာနဲ့ငါ့အမြင်တွေကပျောက်သွားမှာကွာမင်းကတော့ဒါတွေအမြင်ဆက်ပြီးတော့မြင်နေရမှာပေါ့ဟုတ်လားဘာတဟုတ်တယ်တာတီဒါပေမဲ့ဒီအကြောင်းတွေကိုမင်းဘယ်သူမှပြန်မပြောဘူးနော်ဟာဒါတော့စိတ်ချဘာထရငါဘယ်သူ့မှပြန်မပြောပါဘူးကွာအေးငါမင်းကိုယုံကြည်ပါတယ်ကွာဟာဟိုမှာကြည့်ဒါတီနေရကကြီးကမဖဲဝါကိုခါထောက်ပြီးတော့အခါနေတာတွေ့လားမဖဲဝါတော်တော်ဒေါသထွက်နေပြီကွာဟာစော်လိုက်ပြီကြောက်နဲ့ဘာထကြည့်နေတော့မှပဲမဖဲဝါကနေရကကြီးရဲ့နေရတစ်ဖက်ကိုစက်ခနဲ့ဆွဲပြီးနားကကြီးရဲ့ကြောကိုသူ့ရဲ့တန်လိုမာကြောတဲ့လက်ဝါးကြီးနဲ့လွှဲရိုက်ထလိုက်တယ်ဗျို့ဘုံကနေတစ်ချက်ဟာနောက်ဘုံကနေတစ်ချက်နောက်ထပ်ဘုံကနေတစ်ချက်သုံးချက်တောင်ဆက်တိုက်ရိုက်တာဗျို့သွားပြီမဖဲဝါရဲ့တန်လက်ဝါးရိုက်ချက်ကြီးကိုနားကကြီးမခံနိုင်တော့ဘူးဗျဒူးထပြီးခေါင်းကြီးငိုက်ဆိုင်ကြသွားပြီနောက်တစ်ကောင်ကြံအောင်မယ်ထင်တယ်ဒါတည်းရဟောဟုတ်တာပေါ့ကွာကြည်စမ်းတင်းပုံနဲ့ကောင်ကြီးကိုခံရိုက်နေတာဟဲ့ဒီကောင်ကလဝါးကြီးကအကြီးကြီးပဲကွာဟာကြည်စမ်းတာတီဒီကောင်ကနှစ်ဖူးကြီးမှောက်ပြီးမျက်လုံးအလဲမှာတစ်လုံးတည်းပါပဲကွာဟာဟုတ်တာပဲဘာထရဒါဘာတရေလေကွာဒါတရေမဟုတ်ဘူးတာတီဒါဘလူးကွာဟေးဘလူးဟုတ်လားဘာထဒီမှာဘလူးလည်းရှိတာပဲလားအေးတချို့တင်ချိုင်းတွေမှာဘလူးရှိတယ်ကွာတင်ချိုင်းတိုင်းမှာတော့မရှိဘူးဒါရှာပါတွေ့ရတယ်ဘလူးပဲကျုပ်လည်းဘာထပြောတဲ့ဘလူးကြီးကိုတေးသေးချာချာကြည့်နေမိတော့တယ်သူ့ကိုခေါ်လာတဲ့တင်းပုံနဲ့အကောင်ကြီးတရေကြီးကိုဒီဘလူးကသူ့လက်ဝါးကြီးနဲ့လှဲ့ရိုက်နေတာဗျတပုံးပုံနဲ့မြင်နေတယ်တရေကြီးကတင်းပုံနဲ့ထူတယ်ဘလူးကြီးကသူ့လက်ဝါးကြီးနဲ့တင်းပုံတရေကိုလှဲ့ရိုက်တယ်တယောက်တစ်ချက်တွေ့ကြရင်နဲ့ဘလူးရဲ့မဖဲဝါရွှေကိုရောက်သွားပြီဗျဟာရိုက်ပြီဗျမဖဲဝါကိုဘလူးကလှမ်းပြီးတော့ရိုက်လိုက်တာဗျလင်းလိုက်တယ်မဖွဲပါဗျာအသားလေးနောက်ကိုတိတ်ပေးလိုက်တာလေကိုရိုက်မိတဲ့အတန်ပဲကြားလိုက်ရတယ်ထက်ရိုက်ပြန်ပြီဗျဝှီးကနေပေါ့ကွာမဖဲဝါရှောင်းနေထက်ရိုက်တယ်ဒီတခါမဖဲဝါကြီးကမရှောင်တော့ပဲသူ့ရဲ့တန်မလိလိုမာကြော့တဲ့လက်ဝါးကြီးကိုဖြတ်ပြီးတော့ပေးလိုက်တယ်ဟာလက်ဝါးနှစ်ခုရိုက်မိတဲ့နေရာကမီးတွေတောင်ထတောက်တယ်ဗျဟင်မျက်လုံးတစ်လုံးနဲ့ဘလူးဘာဖြစ်သွားတယ်ဆိုတာကျုပ်တော့မသိတော့ဘူးဗျတက်လိုက်တယ်လို့ကျင်ဆက်နဲ့တို့လိုက်တယ်လို့တကူလုံးတစ်ဆက်တုံပြီးအော်တာပဲဗျအတန်ဟက်ကြီးကလည်းတင်ကြိုင်ထဲမှာလွှမ်းသွားတာပဲကျုပ်ဖြစ်ကြက်သိန်းကြီးထားလိုက်တာမပြောပါနဲ့တော့ဗျာဘာတစ်လဲငြိမ်ပြီးတော့ကိုကြည့်နေတာဗျဘလူးတူထောက်ကျသွားပြီဗျဒီတော့မဖဲဝါကတင်းပုတ်တဲ့ကောင်ကြီးကိုလက်ပြလိုက်တယ်တင်းပုတ်တရေကြီးလေးကောင်ကတရေတွေတက်စေတွေကိုထခိုင်းပြီးခေါ်သွားတယ်ကားပုတ်ကိုတန်းစီတက်ခိုင်းတယ်ကောင်းမတက်နိုင်တဲ့ကောင်ဆိုရင်တင်းပုတ်စာကျွေးတယ်ဗျကားကြီးတွေဆိုတာညိတ်ကနေနေတာဗျအထက်ဆရာဦးမျိုးသားကလည်းအကင်းပါပြီးသားဗျာကားတွေညိတ်ကနေဖြစ်ကြတဲ့ကကားတွေကိုအစင်သစ်စံနှိုးခိုင်းကြတာဗျတင်းပုတ်တရေကြီးတွေကကားတွေနဲ့ပြေးသွားတော့ကျန်တဲ့တရေမတွေကလေးတရေတွေကိုနွားလဲတွေပေါ်တက်ခိုင်းနေဗျလဲဆွဲတဲ့နွားတွေဆိုတော့နားတွေတပူပူမှုတ်တော့တာပဲဗျာတပူးကနေရုံးတဲ့နွားကရှုံးနေရုံးရဆန်ကတ်တွေဖြစ်ကုန်ရောဗျဟာဆရာဦးမျိုးသားကအခြေအနေကိုချက်ချင်းသိသွားပြီဗျရုံးနေတဲ့နွားတွေကိုလက်နဲ့လိုက်ပို့ပေးပြီးတော့ဗဇက်ကလည်းတတွတ်ရွတ်ဖတ်နေတယ်ဗျပြီးတော့သူ့လွယ်ကြီးချက်ကအစင်သစ်ယူလာတဲ့စပယ်ပန်းခုံးလေးတွေကိုနွားတွေရဲ့လက်ပင်မှာချိတ်ပေးလိုက်တယ်ဟုတ်သားဗျနွားတွေတဖြည်းဖြည်းငြိမ်ချသွားပြီဗျမပဲဝါသူ့ရှိမှဒူးထောက်နေတဲ့အကောင်ကြီးလေးကောင်ကိုလက်ပြပြီးထခိုင်းလိုက်တယ်တင်းပုတ်တရေလေးကောင်ကဘေးကရန်လိုက်ပြီးခေါ်သွားတယ်မဖဲဝါကနောက်ကကတ်လိုက်သွားတယ်ဒီတော့မှပဲမဖဲဝါကသူ့ကိုကျင်းမွေးထားတဲ့စပွဲပေါ်ကလေမန်းတစ်ဆက်ကိုကောက်ကိုင်းလိုက်ပြီးစပွဲပေါ်ကိုကင်ပေါက်လိုက်တယ်ဗျခွဲကနေပေါ့ဗျာဆိုတဲ့အတန်ကြီးကတိတ်နေတဲ့တင်းချိုင်းထဲမှာထွက်ပေါ်လာတာဗျ
အချိန်ကတကောင်လောက်တော့ရောက်သွားပြီထင်တယ်အကင်းပလိုက်တဲ့ဆရာဦးမြို့သားဗျာချွမ်းဆိုတဲ့အတန်ကြီးတဲ့ကြရောရှေ့ဆုံးကကားအောင်မောင်းခိုင်းလိုက်ရောဗျလူကြီးတွေကသူတို့စီးတဲ့ကားကတက်တက်ပါလာတာဆိုလို့သူတို့ကားပေါ်တက်ပြီးတော့ရှေ့ဆုံးကထွက်သွားတယ်လော်ရီကားကြီး3စီးရတော့အဲ့ဒီနောက်ကပြီးတော့မှနွားလဲတွေပေါ့ဗျာနွားတွေရဲ့နောက်ကပါမဖဲဝါရဲ့တင်းပုတ်တရေကြီးတွေရဲ့တရေဆိုကြီး4ကောင်ရဲ့လိုက်သွားတယ်ဗျသူတို့သွားရမယ့်လမ်းကမြို့ထဲကိုဖျက်ရမှာဗျတခြားလမ်းရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်မဖဲဝါကိုယ်တိုင်လိုက်ရတာထင်တယ်ဟဲ့အောင်တတီလာငါတို့လိုက်ကြည့်မယ်ဘာတွေထပ်ပြအောင်မလဲသိရတာပေါ့ကွာအေးသွားမယ်လေကွာပြောဆိုပဲကြောက်နေပါတဲ့ဂူဘိုကနေခုန်ဆင်းလိုက်ကြတယ်ပြီးတော့မဖဲဝါတော့နောက်ခက်လန်းလန်းကနေကျုပ်တို့2ယောက်လိုက်ခဲ့ကြတယ်တင်းချိုင်းတွေကထွက်ပြီးမြို့ထဲကိုချိုးကန်နေမှာမဖဲဝါကြီးကနောက်ကိုလှည့်ကြည့်တယ်ဗျကျုပ်ဖြေကြောက်လိုက်တာဗျာကြက်သွင်းကြီးတပြန်ပြန်ထလိုက်တာဗျဘာတစ်ကိုကြည့်လိုက်တော့ခက်တီတီပဲဗျမဖဲဝါကြီးကဘာတစ်ကိုကောင်းကောင်းမှတ်မိတယ်လို့ထင်တယ်ရှေ့ကိုပြန်လှည့်ပြီးဆက်လျှောက်သွားတယ်ကျုပ်တို့လည်းနောက်ကဆက်လိုက်လာခဲ့တယ်အော်ပြောရအောင်မဲဗျကျုပ်တို့ကူဘောကခုံချခါနေမှာဘာတစ်ကကျုပ်ကိုပြောတယ်ဗျဟဲ့အောင်တတီလက်ပြုတ်မသွားစေနဲ့ဗျိုင်းတူခုံချမယ်ဒီလက်ပြုတ်သွားရင်မင်းဘာမှမရတော့မှာမဟုတ်ဘူးအေးပါကွအဲ့ဒီလိုကျုပ်ကပြန်ပြောပြီးတော့သူ့လက်ကိုကြစ်ကြစ်ပအောင်ဆုပ်ထားရတာပေါ့ဗျာအခုထိလက်တွဲမပြုတ်အောင်ဆုပ်ထားရတာမဟုတ်ရင်ကျုပ်ဘယ်မြင်ရတော့မှာလဲဘာတစ်နဲ့ကျုပ်နဲ့တယောက်လက်ကိုတယောက်ဆုပ်ပြီးဆက်လျှောက်လာခဲ့ကြတယ်မြို့တွေကခွေးတွေဆိုတာဥလိုက်တာမပြောနဲ့တော့ဗျာဒါပေမဲ့ကားရန်ကြီးဖြတ်သွားတဲ့နေရာကခွေးတွေကတော့ဥဖို့နေနေတာဗျာအိမ်ရောက်တွေဝင်ပြေးပြီးတအီးအီးနဲ့ကြောက်ပြီးတော့အော်ကုန်ကြတာဗျို့တွေ့လာတတ်ခွေးတွေတောင်တအားကြောက်နေတာခွေးတွေကတရေကိုမြင်နေကွာအဲ့ဒါကြောင့်ဒီကောင်တွေကြောက်နေတာဘုံကနေတစ်ချက်မြည်သွားတယ်ဟာကျုပ်တို့2ယောက်စကားပြောနေတော့ရှေ့ရသွားနေတဲ့တရေကြီးလေးကောင်တွေကမျက်လုံးတစ်လုံးနဲ့ဘလူးဆိုတဲ့ကောင်ဘာလုပ်လိုက်လဲတော့မသိဘူးဗျမဖဲဝါကြီးကသူ့ရဲ့တန်လှဝါကြီးနဲ့ရိုက်ထည့်လိုက်တာတွေးလိုက်ရတယ်ဗျို့ကားကြီးတွေကလည်းတိတ်အမြဲမမောင်းဘူးဗျနွားလဲတွေကိုစောင့်ပြီးတော့ခံမှန်မှန်ပဲမောင်းကြရတာဟာတတီဟိုမှာကြည့်စမ်းတစ်ပင်ဘောကတရေတွေရောတရေမတွေရောတစ်ပင်ဘောကပြေးစင်းလာကြတာတွေ့လားအေးကွာဘာထီရဒီကောင်နေရံမူချင်းတို့လားမသိဘူးကွာဒီလိုတော့ဟုတ်မယ်မထင်ဘူးကွာဟာတရေတွေကမြေပြင်မှာငုတ်တုတ်ပြီးကောင်းတယ်ငုတ်ထားကြတယ်ဗျအော်လက်ဆက်သက်တော့မဖဲဝါကိုအယူသေးပေးကြတာကိုဟဲ့အောင်ဘာထီငါတို့ဆက်လိုက်လို့ဖြစ်ပါမလားကွာဟေးဘာဖြစ်လို့တော့တာတီမြေပြင်မှာတိုးထောက်နေတဲ့တရေတွေရှိကငါတို့ဖြက်ရှောင်ရင်တခုခုလှမ်းလှုပ်လိုက်ရင်ဘယ်နဲ့လှုပ်မလဲကွာဟာမလှုပ်ပါဘူးကွာလူကိုသူတို့ဘာမှမလှုပ်ဘူးကွာလှုပ်လဲမဖဲဝါကြီးရှိနေတာပဲကွာဟိုမှာကြည့်တာတင်ဟိုတရေကြီးတကောင်ကဒူးမထောက်ပဲခါထောက်ပြီးကြည့်နေပါလားကွာပုံကနေအတန်တစ်ဆက်ထွက်လာပြီးတော့အေးကနေအတန်တစ်ဆက်ထွက်လာပြီးမြန်လိုက်တယ်မဖဲဝါကြီးဗျာလေခနဲဆိုပြီးအနားကိုရောက်သွားတာပြုတ်ခါကြီးထောက်ရနေတဲ့တရက်ကြီးကိုဖျက်ရိုက်ချလိုက်တော့သူ့ရဲ့တန်လဝါရိုက်ချက်ကြီးကိုဘယ်သူမှမခံနိုင်ပါဘူးဗျာတရေကောင်ကြီးဒူးထောက်ပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားတယ်ပြုတ်ခေါင်းကြီးပါငိုင်းဆိုင်ကျသွားတာဗျတပြည့်ပြည့်နဲ့မြို့ပြင်ကိုပြန်ထွက်လာပြီဗျမြို့ထဲကိုဖျက်ထွက်လာပြီးပေါ့ဗျာဟောတတီဟိုးရှိမှကြည်စမ်းအကောင်ကြီးအကြည့်ကြည့်ပဲကွာတက်တိုင်ထဲတောင်မြင့်နေတယ်နဲ့လမ်းကိုပိတ်ရနေတာကွာတားနေတာထင်တယ်ဒါသူနေတဲ့နေထင်တယ်ကွာဟာဟုတ်ပါရဲ့ကွာဟောမဖဲဝါလက်ကြီးကလေထဲကိုမြောက်တက်ပြီးပြန်ထွက်သွားပြီဟဲ့ဟောဒီကောင်ကြီးကမဖဲဝါကိုခံတွယ်နေပါလားကွာမဖဲဝါတော့မနေရှောင်ပေးနေရတယ်ဟဲ့ဟာတင်းပုတ်ကြီးနဲ့ကောင်ကြီးတကောင်လိုက်သွားပြီကွာဟာသူ့လက်ထဲကတင်းပုတ်ကစူးစုံနေထွက်လာတယ်ဟဲ့ဟာဝင်ရိုက်ပြီဟဲ့မျက်နှာကိုခုံခုံရိုက်တာကွာဟာဟိုကောင်ကြီးနောက်ဆုံးနဲ့စုပ်သွားပြီဟာမဖဲဝါကသူ့ကိုသူအကြီးကြီးဖြစ်အောင်လှုပ်လိုက်တာပဲကွာချီစမ်းဟိုတရေကြီးတဲ့2ဆလောက်ကိုကြီးသွားတာကွာဟာရိုက်ပြီတဘောဘောနဲ့အတန်ထွက်နေတယ်ကွာတွက်လိုက်တဲ့ရိုက်ချက်ကွာ3ချက်ရိုက်လိုက်တာတစ်ချက်တည်းတောင်ထိန်လိုက်ကြတယ်ဗျသွားပြီအကောင်ကြီးဒူးတုတ်ကျသွားပြီပြုတ်တင်းပုတ်တရေကြီးကအဆက်မပြတ်ရိုက်တယ်ပြုတ်တရေကြီးဒူးထောက်ကျနေရနေကုန်းထပြီးမှောင်မဲနေတဲ့လက်ကွင်းကြီးဘက်ကိုထွက်ပြေးသွားတော့တယ်ဗျာဟောမဖဲဝါကြီးနဲ့တင်းပုတ်တရေကြီးကျုပ်တို့ရှိကိုပြန်ရောက်နေပြီဗျပုံမဲ့အရွယ်တွေပြန်ဖြစ်သွားပြီလေကားရန်ကြီးနဲ့လှဲရန်ကတော့
ဘာမှမသိတော့မောင်းမြင်မောင်းနေကြတာပေါ့ဗျာတင်ကြကြီးတစ်ခုပြောင်းရင်မဖဲဝါမှာဘလောက်အလုံများတယ်ဆိုတာကိုမျက်မြင်ကိုယ်တွေ့သိလိုက်ကြတာကတော့ဘာတင်နဲ့ကျုပ်နဲ့ပဲရှိတော့တာပေါ့ဗျာတခြားဘယ်သူမှမသိကြပါဘူးကဲအခုတော့ခမည်းလဲသိသွားပြီပေါ့ဗျာ ပရိသတ်များရှင်ဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့တန်လဲဝါမဖဲဝါဆိုတဲ့ဇလန်းတူလေးကတော့ဒီညမှာတင်ပြီးဆုံးပါပြီနောက်ရက်များမှာလေကျမတို့ရဲ့ချွေကျက်လေး channel ကနေပရိသတ်တို့ရဲ့အတွက်ဒီလိုကံပီယဆန်ဆန်ဇလန်းကောင်းများပရလောကဇလန်းများတရေဇလန်းတွေကိုစိတ်ဝင်စားဖွယ်နောက်ထပ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့ကဆက်လက်ဆောင်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ဦးချင်းစီတန်းကိုလည်းထူးပင်ကျေးဇူးတင်ပါတယ်ရှင်။